မရှိခိုးနိုးမလှဆုံးရိုးဆိုတဲ့လူလောကကြီးกว่าမလှဘူးဆိုရင်စုံတတ်တယ်လို့ထင်တာလေအဲ့တော့လှအောင်လည်းပြုပြင်ရအောင်မရှိရင်လည်းခိုးနိုးကိုယ်အိမ်လာလဲတော့ငါပစ္စည်းခိုးမလို့လာတော့လားလို့ဒီကထင်ရောက်မရှိတိုင်းပြည်နဲ့ခြေပြောပဲဆိုလို့ရှိရင်ဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းနှိပ်တယ်အဲ့ဒါတတိထားဖို့နော်ချမ်းသာတဲ့နိုင်ငံဆိုမပြောဘယ်သူမှမပြောဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းပြီးတော့ပြုရင်းနှီးရပါတယ်တော့လမ်းအေးအဲ့ဒါမျိုးမဖြစ်အောင်ဘုရားဘာသာဝင်သူတော်စင်တွေကျွမ်းဝချမ်းသာဖို့ရအတွက်ကြိုးစားဖို့ဒါလည်းလိုအပ်တယ်နော်။တာဝေယတရားကြီးပဲဖြစ်ပြီးတော့ခိတ္တကြီးလည်းခဏခဏမဝင်နဲ့အောင်ပေါ့စီးပွားနည်းလည်းလောက်အောင်မှာဖြစ်တယ်။စီးပွားလောက်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ကအေးမင်းတို့လူဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်တဲ့မျက်စိတစ်လုံးကဘာလို့ဆိုရင်စီးပွားရှာရတဲ့မျက်စိနောက်မျက်စိတစ်လုံးကဘာလို့ဆိုရင်ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်စုံပြီးဒီပေါ့နော်မြတ်စွာဘုရားကစီးပွားရှာတာအနှစ်သာရမဟုတ်သေးဘူးအနှစ်သာရကကိုချင်းတရားမှာနှစ်ခုစလုံးရစေချင်စီးပွားပဲရှာပြီးတော့ကိုချင်းတရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရမှမရနိုင်ဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့လုပ်ရမယ်ဘက်ဆုံးကြိုးစားI for economies economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ I for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရအဲ့ဒါမှလူ့ဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာ